လွန်ခဲ့သောအချိန်ကချူဂိုရဲ့ဖခင်ဟာလူပြန်ပေးဆွဲသမားတွေကိုတားဆီးဖို့စူးစမ်းရင်းအသက်ခံခဲ့ရပါတယ်။အဲ့ဒီချိန်ကစပြီးချူဂိုဟာစုံထောက်ဝိုင်းရဲ့စောက်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့ပြီးအခုခါမှာတော့သူမဟာရဲရရှိတူဖြစ်နေပါပြီ။စုံထောက်ဝိုင်းနဲ့အဖွဲ့ဟာလူသက်သမားဝမ်ရှင်းကိုဈေးထဲမှာတွေ့ရှိခဲ့ပါတယ်။ချူဂိုဟာဝမ်ရှင်းမမြင်ဘူးသေးတဲ့တူဦးတဲ့သောအရာရှိဖြစ်တာကြောင့်သူမကိုအသွင်ယူပြီးအနီးကပ်စောင့်ကြည့်ခိုင်းခဲ့ပါတယ်။ဈေးထဲတွင်ဝမ်ရှင်းကရဲတွေကိုတန်တရားဝင်လာတဲ့အခါရဲရရှိ2ဦးဟာချစ်သူတွေအသွင်ယူပြီးနန်းပြကလူပုံခဲ့ကြပါတယ်။ချူဂိုကလည်းပစ္စည်းပြောက်ရှာဟန်ဆောင်ရင်းဝမ်ရှင်းရဲ့ပုံရိပ်ကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဝိုင်းဟာဝမ်ရှင်းကိုညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဝမ်ရှင်းကလည်းတန်တရားရှိတာကြောင့်လာရောက်ခဲ့ပါတယ်။လိုဝက်ချက်များညစာစားနေစဉ်အတွင်းဝမ်ရှင်းဟာဝမ်တို့သားအဖကိုတန်တရားရှိလို့မေးခွန်းတွေအများကြီးမေးခဲ့ပေမဲ့ဝမ်ကချူဂိုရဲ့ငယ်ဘဝအကြောင်းတွေကိုအသေးစိတ်သိနေတာကြောင့်ဝမ်ရှင်းယုံကြည်သွားခဲ့ပါတယ်။ဒီနေရာမှာချူဂိုကဝမ်ဟာသူမကိုငယ်စဉ်ကတည်းကတိတ်တဆိတ်စောင့်ရှောက်ပေးခဲ့မှန်းသိသွားပြီးစိတ်လှုပ်ရှားသွားခဲ့ပါတယ်။ဒါပေမဲ့ဝမ်ရှင်းရဲ့နောက်ွယ်မှာတော့ဤပညာကျွမ်းကျင်တဲ့ဇဲမိန်ဆိုသူရှိနေပါတယ်။ဇဲမိန်ဟာဝိုင်းတို့ရဲ့အစီအစဉ်ကိုကြိုတင်သိရှိနေပြီးချူဂိုရဲ့ဖုန်းကိုလည်းဟတ်ထားပါတယ်။တိုက်ခိုက်မှုဇဲမိန်ရဲ့ညီဖြစ်သူဇော်ဝိုင်းဟာဝိုင်းတို့ရှိရာအခန်းကိုဝင်လိုက်ခဲ့ပါတယ်။ဝိုင်းနဲ့ဇဲဝိုင်းတို့ကြားမှာပြင်းထန်တဲ့လက်ဝိတ်လက်ယုံတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဤပညာဖြင့်လှည့်စားခြင်းဇဲမိန်ဟာရဲအဖွဲ့ရဲ့စောင့်ကြည့်ရေးကင်မရာတွေကိုဟတ်ပြီးပုံရိပ်အမှားတွေပြသထားတာကြောင့်တခြားရဲအဖွဲ့ဝင်တွေဟာဝမ်ရန်ဖြစ်နေတာကိုမသိရှိခဲ့ကြပါဘူး။ဇလန်းအဆုံးမှာတော့ရှူဂိုခန်းထဲကိုပြန်ဝင်လာချိန်မှာသူမရဲ့ပုံရိပ်ကိုကင်မရာမှာမြင်လိုက်ရမှသာရဲအဖွဲ့ဝင်တွေကတခုခုမှားနေပြီဆိုတာသိသွားပြီးအပြေးလွှားသွားရောက်ကူညီကြပါတော့တယ်။